အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမင်းတက်ပါဒီဗီဒီယိုမှာဆိုရင်ကမ္ဘာရွှေဈေးကွက်အနေနဲ့ပေါ့နော်တမိုင်းတစ်လျှောက်အမြင့်ဆုံးဈေးတန်းဖြစ်တဲ့4000ဈေးတန်းကိုရောက်နိုင်ခြေရှိလားမရှိဘူးလားဆိုတော့ကျွန်တော်အနေနဲ့ဈေးကွက်အမြင့်သုံးသပ်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့4000ဈေးတန်းဟာတမိုင်းတစ်လျှောက်မရောက်ဘူးတဲ့ဈေးတန်းဖြစ်ပါတယ်တော်လေးမြင့်ပါတယ်အဲ့တော့ဒီဈေးတန်းကိုရောက်နိုင်ခြေရှိမရှိဆိုတော့အရှိတစ်ပတ်ကဈေးကွက်အလောက်ခန့်နဲ့ကျွန်တော်ကအကြံဖြင့်ကြည့်ရအောင်အဲ့တော့အရှိတစ်ပတ်လုံးကိုကျွန်တော်ခြုံကြည့်တဲ့အခါကျရင်ဈေးကွက်အတက်အားကောင်းတာမြင်ရပါတယ်နောက်ဆုံးမှမြင်နေရတဲ့အတုံးအစင်းရောင်လေးကကဘာရွှေရဲ့အရှိတပတ်အလောက်ခတ်ပြောတာဖြစ်ပါတယ်တပတ်တာကိုကျွန်တော်ခြုံကြည့်တဲ့အခါကျရင်အရှိတပတ်နဲ့မတူတာကအစင်းရောင်အတုံးတော်လေးကြီးတယ်ပြီးကြရင်အပေါ်မှာကျွန်တော်အမီးတွေဘာတွေလည်းမထွက်ဘူးပေါ့နော်အမီးထွက်လေတီးလေးပဲဒါကြောင့်မို့ကျွန်တော်ကဒီအတုံးနဲ့ပဲကြည့်ပြီးပြောမယ်ဆိုရင်ဝယ်လိုကအရန်များတယ်လို့ကျွန်တော်ကသိနိုင်တယ်အဲ့တော့ဘယ်လောက်ထိများလဲဆိုတော့တပတ်တာမှာစဖွင့်တာ3950ဝန်းကျင်ပေါ့နော်တက်တော့တာ3900နာဖြစ်တာမလို့ဒေါ်လာ150ဝန်းကျင်လောက်ကိုဈေးအတက်အားကောင်းတယ်လို့ကျွန်တော်သိနိုင်တယ်ဒီလိုတက်သွားရတဲ့အဓိကအကြောင်းရင်းကတော့ American နိုင်ငံရဲ့ government shutdown ဖြစ်ပြီးတော့ပေါ့နော်အစိုးရရန်တရားတချို့ရပ်တန့်သွားတဲ့ပုံမူတည်ပြီးတော့ဒေါ်လာရဲ့ယုံကြည်မှုအားကျဆင်းပြီးတော့ရွှေအဝယ်တိုးလာတာကိုကျွန်တော်ကောင်းကောင်းလေးမြင်ရတာဖြစ်ပါတယ်အဲ့တော့အရှိတစ်ပတ်မှာတော့ကျွန်တော်ဘယ်လိုမျိုးဖြစ်နိုင်လဲရွှေဈေးကတက်မလားကျမလားဒါကိုအကြမ်းဖျင်းမှန်းမယ်ဆိုရင်ဒီတစ်ပတ်မှာပြတဲ့ပုံစံရဆိုရင်ဝယ်လိုအားကမကုန်သေးဘူးအခုမှစတယ်လို့တော့ကျွန်တော်ပြောလို့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ကနောက်တစ်ပတ်မှာလည်းအကြမ်းဖျင်းအားဖြင့်ကျွန်တော်ရွှေဈေးကတက်ဖို့ရှိတယ်လို့ကျွန်တော်တုံးတက်တယ်ဒါကြောင့်မို့ရွှေဈေးကကြောက်တော့မှလားဆိုရင်ကြောက်ဖို့အတွက်ခက်ခဲနိုင်တဲ့အခြေအနေမှာရှိနေသေးတယ်လို့ကျွန်တော်တုံးတက်ပါတယ်အဲ့တော့ဒါတော့ကျွန်တော်အကြံဖြင့်ဈေးကွက်အမြင်ဖြစ်ပါတယ်အဲ့တော့အသေးစိတ်ဖြစ်အောင်ကျွန်တော်ဘယ်ဈေးတက်နေထိဘယ်နေ့မှာဘယ်လိုမျိုးတက်နိုင်လဲဆိုတော့ကျွန်တော်တို့အသေးစိတ်ကြည့်လို့ရအောင်ပေါ့နော် time frame အနှိမ့်လေးပြောင်းကြည့်ရအောင်လက်ရှိကျွန်တော်တို့မြင်နေရတာကတော့ကမ္ဘာရွှေရဲ့ H1 time frame ဖြစ်ပါတယ်အဲ့တော့အရှိတစ်ပတ်ထုံးကဖြစ်ခဲ့တဲ့ဈေးကွက်အလောက်ခတ်ကိုအသေးစိတ်ကြည့်တဲ့အခါကျရင်ဈေးကွက်ကကျွန်တော်တက်တယ်ဗျတို့မဲ့သူကအောက်ဘက်ကိုကျွန်တော်ဆင်းတဲ့အဆင်းတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီအဆင်းနဲ့အတက်ကိုကျွန်တော်တို့ကခြုံမိကြည့်တဲ့အခါကျရင်အပေါ်မှာကျွန်တော်တို့အယောင်းတွေစောင့်နေတဲ့ဈေးတန်းတစ်ခုကျွန်တော်တွေ့တယ်ပေါ့နော်ဒီဈေးတန်းက3892 93ဒီဈေးတန်းကအယောင်းတွေစောင့်နေတဲ့ဈေးတန်းဖြစ်ပါတယ်အဲ့တော့တမိုင်းတစ်လျှောက်အမြင့်ဆုံးဈေးတန်းဖြစ်တာမလို့အယောင်းတွေကဒီဈေးတန်းမှာကျွန်တော်စောင့်ပြီးတော့ရောင်းနေတယ်ပေါ့နော်အဲ့လိုပဲတစ်ဖက်ထဲမှာကျွန်တော်မြင်ရမှာတစ်ခုကအောက်မှာကျွန်တော်တက်လာတဲ့အမဲရောင်လိုင်းကြီးလေးကိုမြင်ရလိမ့်မယ်ဒါတော့ကျွန်တော်တို့ကကမ္ဘာရွှေရဲ့ H4 time frame အဝယ်တွေတက်လာတဲ့လမ်းကြောင်းဖြစ်ပါတယ်ဒီလမ်းကြောင်းမှာဆိုရင်ကျွန်တော်အဝယ်တွေအများများတာဖြစ်တဲ့အခါကျတော့ဈေးကြလိုက်ဒီနားနေတက်လိုက်နေဒီအောက်မှာအယောင်းဝယ်မဖြစ်တော့မြင်ရမှာဖြစ်ပါတယ်အဲ့တော့လာမယ့်တစ်ပတ်မှာဆိုရင်အပေါ်ကအမြင့်ဆုံးဈေးနဲ့အောက်ကအဝယ်တွေလိုက်တဲ့လမ်းကြောင်းတစ်ခုအားပြိုင်မှုရှိပါတယ်အဲ့တော့ဒီပုံမူတည်ပြီးတော့ရွှေဈေးကွက်ကဘယ်ဘက်ကိုတွားနိုင်လဲဆိုတော့အရှိရကျွန်တော်ပြောလို့ပဲအတက်ဘက်ကိုတွားလိမ့်မယ်အဲ့တော့ဘယ်နာလေးမှာအဝယ်အတွက်အခွင့်အလမ်းကောင်းမလဲဆိုရင်3860ဝန်းကျင်လောက်မှာကျွန်တော်အဝယ်အခွင့်အလမ်းတစ်ခုရှိမယ်ဒီနားရောက်ခဲ့တယ်ဆိုရင်ပေါ့နော်အကယ်အလိုမဟုတ်ဘူးဆိုရင်လည်းကျွန်တော်အပေါ်ကအမြင့်ဆုံးဈေးတန်းကိုဖောက်သွားတဲ့အချိန်တွေမှာလည်းအဝယ်အခွင့်အလမ်းကောင်းပါတယ်အဲ့တော့ဒါဆိုရင်ဘယ်ထိဈေးတက်မလဲမေးတာရှိတာကအကယ်ဒီအချိန်တွေနှစ်ခုတာဖြစ်ခဲ့မယ်ဆိုရင်ရွှေဈေးကဘယ်လောက်ထိတက်နိုင်လဲဆိုရင်ပထမဦးဆုံးအနေနဲ့ပေါ့နော်3950လောက်ကိုကျွန်တော်ကပထမတာဂက်အနေနဲ့မှန်းတယ်ဒုတိယအနေနဲ့ဆိုရင်4000ဈေးရန်ထိပါကျွန်တော်ရောက်လာမယ်လို့ကျွန်တော်မှန်းပါတယ်ဒါကြောင့်မို့ရွှေဈေးကတော့ကျွန်တော်ကလာမယ့်တစ်ပတ်မှာလည်းအတက်အားကောင်းကောင်းဆက်ရှိမယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့အဝယ်ကိုအတားပေးပြီးတော့အယောင်းဝယ်လုပ်တာကိုကျွန်တော်အားပေးပါတယ်အဲ့တော့လာမယ့်တစ်ပတ်မှာကပ္ပရွှေအယောင်းဝယ်တွေအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နောက်တစ်ပတ်ဗီဒီယိုမှာပြန်တွေ့ကြမယ်